ค่าอะไรครับป้าพูดเลยค่าอะไรครับป้าพูดเลยค่านั้นค่านั้นครับค่านั้นครับจีพูดค่าไฟค่าไฟมีพูดค่ากินค่ากินจะพูดซาต่อเลยซาจีค่ากินค่าอยู่ค่าอยู่နေရဲ့เนาะဆောင်းရငှားနေမှာဆိုရင်နေရဲ့အခါပေါ့ခါယူပြီးတော့ကျွန်တော်နေရဲ့အခါပေါ့ခါဟောင်းခါဟောင်းခါဟောင်းဆိုတော့အခန်းခအခန်းဒီဇောက်ဘူးနေတဲ့အခန်းရဲ့လာကပေါ့နော်ဒီအခန်းကค่าเช่าบ้านค่าเช่าบ้านค่าเช่าบ้านအိမ်ငှားကค่าเช่าအငှားကျွန်တော်တို့ဘယ်လိုပြောမလဲအိမ်မှာငှားတာပြတင်မလားငှားကပေါ့နော်ငှားရမ်းတဲ့ခါပေါ့ငှားရမ်းတဲ့ခါค่ารถค่ารถกาค่ะค่าน้ำมันค่าน้ำมันစီကစီဆိုတော့ဘာစီပဲဖြစ်ပါဗျာစားစီတွေရတယ်ဓာတ်စီတွေရတယ်ဘာစီတွေရအကုန်စီကပဲနမန်းဆိုရယ်စီဖြစ်သွားရင်နော်ခဆိုတာရရရှိတာပေါ့နော်ခကရရရှိတာနမန်းကစီခစီဆိုစီဘူးပေါ့နော်မြန်မာလိုဆိုပြောင်းပြန်ဖတ်တယ်ค่าขนมค่าขนมမဟုတ်ဘူးค่าแรงဆိုတော့ကျွန်တော်တို့အလုပ်ထဲလုပ်အားကပေါ့ค่าแรงနော်လုပ်အားကကိုค่าแรงခေါ်ပါတယ်ค่าประจันတချို့ကျတော့ค่ามจันပဲထွက်လာတယ်ဗျဒီမှာမှန်တယ်ပြောရင်ค่าประจันဆိုတာတော့အခန်းထဲမှာငှားလို့ဗျအခန်းထဲမှာငှားမယ်ဆိုရင်စပေါ်ငွေပေါ့နော်စပေါ်ငွေတင်တာတွေပါပေါ့အဲ့လိုค่าประจันဒါမှမဟုတ်စပေါ်ငွေဆိုတော့ဟိုစိုက်နေရထုတ်တဲ့ခါကျရင်စပေါ်ငွေမဟုတ်နော်အဲ့ဒါတောင်ကြီးနော်ค่าดาวဒီမှာတော့ပြောရတယ်မှာအလုံးခကြီးပဲနော်ခဆိုတာရမယ်ဟာကြီးပဲကျွန်တော်တို့များစီမှာတခုလူတယောက်စီမှာတော့ရတယ်ရှိရဗျာဆိုရင်ဘယ်လိုပြောမလဲခလောင်ဆိုတာကျွန်တော်တို့နော်လောင်ဆိုတော့ကျွန်တော်ပြောရတယ်ဒါမှမဟုတ်ဖုံလို့လည်းပြောလို့ရတယ်နော်ဖုံအဲ့ဒါကျွန်တော်ပဲနော်အလောင်လည်းပြောလို့ရတယ်ဖုံလည်းပြောလို့ရတယ်ဟုတ်နော်ချမ်းလည်းပြောလို့ရတယ်အဆင်ပြေလို့ပြောရရတယ်ผมได้ค่าขนมน้องนี้ผมได้ค่าขนมน้องนี้น้องคนนี้လို့ပြောကျွန်တော်မဟုတ်ဘူးရဒီမျိုးလေးစီမှာမဟုတ်ဘူးရမှာပေါ့ဗျာဒီမှာလို့ပြောရင်ဒီတိုင်းအစီပြေကြပါစေ